အားလုံးပဲမင်္ဂလာပါရှင်။ဟိုနာမုံမဲ channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့စက်ယုံပြတ်သေးကအလောင်းဆိုတဲ့ပရလောကဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇလံတစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးမိကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်။ကဲဒါဆိုရင်ဇလံလေးကိုစလိုက်ကြရအောင်ရှင်။ကျုပ်တို့နေတဲ့ညကမျိုးလို့ပြောရမလားရွာလို့ပြောရမလားပဲဗျ။နာမည်ကတော့မြို့ဟောင်းရက်ကွက်တဲ့မြို့နဲ့တူတာဘာတစ်ခုမှလည်းမရှိသလောက်ပါပဲမြို့အင်္ဂါနဲ့ညီသလားတော့မပြောနဲ့ရက်ကွက်ထဲစိုက်ကားအလွယ်ဘယ်ကားမှဝင်လို့မရဘူးမီးဆိုရင်လည်းအိမ်စိလမ်းကြားစီမရပါဘူးအဲ့လောက်ထိကိုမြို့အင်္ဂါနဲ့ညီတာရှိပါစီတော့ရက်ကွက်ထဲကထွက်ပြီးတော့10မိနစ်ကျော်လောက်လမ်းလျှောက်လိုက်ရင်ရထားလမ်းရှိပါတယ်ရထားလမ်းလို့သာပြောရတာကျုပ်တသက်အဲ့ဒီကနေရထားတစ်ခါမှသွားတာမတွေ့ဘူးအဲဒီရထားလမ်းကနေပြီးတော့နည်းနည်းထက်သွားလိုက်ရင်စက်ရုံဟောင်းတစ်ခုရှိတယ်ကြားမှုတာတော့တခြားစက်ရုံဆိုလားပဲအဲဒီစက်ရုံကျော်ပြီးတော့ခြေလမ်း100ကျော်လောက်တော့သွားရမယ်ထင်တယ်အဲဒီမှာကားလမ်းလုံးလို့နည်းနည်းထက်သွားသေးတယ်ပြီးမှတခြားရက်ကွက်ကိုရောက်တာကျုပ်တို့ရက်ကွက်ကနေပြီးတော့ကားလမ်းမရောက်မီအနှဲငယ်လို့ထိတစ်ပင်တွေအုပ်ဆိုင်နေတာပဲဒါကြောင့်ပြောပါတယ်မြို့လို့ပြောရမလားရွာလို့ပြောရမလားပဲဒီဇင်ဘာရဲ့တခုသောမနက်နေတိုင်းထက်နည်းနည်းပိုပြီးတော့အေးတယ်လို့ရှိရနဲ့ရုံးဝစ်ဆောင်အပေါ်မှာဂျာကင်ဟောင်းလေးတစ်ထည်ကိုဖုံးလွှမ်းလိုက်ပြီးချစ်စနီးလေးရဲ့လက်ကလေးကိုဆွဲကာမတ်တိုင်စီကိုရောက်ခဲ့တယ်ဒီဇင်ဘာလို့သာပြောရတာပါနေ့လေဆိုရင်ပူလိုက်တာနှွေတောင်မှငိုလောက်တယ်ဒါနဲ့ကျုံရဲ့အိမ်တူတထားတို့ကအစိုးရဝန်ထမ်းတွေဒီရုံးတစ်ခုရဲ့အတူတူလုပ်ရတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နှစ်ယောက်စလုံးအလုံးထွက်လုံးနေတော့တော်တော်လေးပဲစုမိစောင်းမိပါတယ်သားသမီးလည်းမရှိသေးဘူးလေတနေ့တော့အလုတ်ကနောက်ကျတော့နေဝင်သွားတယ်အချိန်ကတော့ည8 နာရီလောက်တော့ရှိတော့မယ်ထင်တယ်ဒါပေမဲ့ကျုပ်တို့ရက်ကွက်ထဲသွားရလန်းကတစ်ပင်တွေကအုပ်ဆိုင်နေသလိုမိရလည်းနေရာကွက်ကြားဆိုတော့ပူမောက်နေသလိုပဲကျုပ်တို့လင်မယားဆက်ယုံဟောင်းနာကိုမရောက်မိမှာပဲမိန်းကလေးတောက်ကမိရင်လေးကိုကိုက်ပြီးဆက်ယုံဟောင်းနဲ့ဝင်သွားတာကျုပ်ရောကျုပ်စနီးလေးပါတွေ့လိုက်ရတယ်မဖြစ်စပူအဖြစ်ထိုးပြီးတော့ရုတ်တရက်မိုးရွာချလာတော့တာပဲကျုပ်ဖြစ်အံ့ဩမိပါရဲ့ဒါပေမဲ့လည်းအံ့ဩချိန်တော့မရပါဘူးချစ်စနီးလေးကိုမိုးမဆိုစေချင်တာနဲ့ဂျာကင်ဟောင်းလေးကိုချစ်စနီးလေးရဲ့ခေါင်းမော်ကိုအုံမိုးလိုက်ပြီးတော့အနီးဆက်ဆုံးဖြစ်နေတဲ့ဆက်ယုံဟောင်းမှဝင်ပြီးတော့မိုးခိုရတော့တာပေါ့ဒီဇင်ဘာမှာရှာပပမိုးရွာတတ်ပေမဲ့အခုလိုတဲကြီးမဲကြီးတော့မရွာဘူးတော့လင်းများတယောက်စလုံးပြောမဆုံးဖြစ်နေကြတာပေါ့ဇောနာမိရင်ကိုင်းပြီးဝင်သွားတဲ့မိန်းကလေးကိုတွေ့လို့တွေ့ညာဟိုတီတီကိုကြည့်ပြန်တော့လေအရဲ့ရောင်မှမတွေ့ပါဘူးဒါပေမဲ့မကြပါဘူးအားဆိုတဲ့နာကျင်အော်ဟစ်တန်တဲ့အတူထွက်ပေါ်လာတော့ကျုပ်ရဲ့ဇနီးလေးကလန့်ပြီးတော့ကျုပ်ကိုဖတ်ထားတာပေါ့ဗျာခဏနေတော့တီးဆိုပြီးတော့ရဲတန်းကလည်းထွက်လာပြန်ရောစစ်ဇနီးကလည်းကျုပ်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးကိုဘာဖြစ်နေရလဲမသိဘူးတရေချောင်းနေရလားမသိဘူးတဲ့ဟာနှိရလေကိုတို့ဒီလမ်းမှာတွားနေတာပဲကြားလာနေပြီတရေချောက်တယ်လို့တခါမှမကြားဘူးပါဘူးကျုပ်တို့စကားပြောနေတော့ဆက်ရုံဟောင်းရှိကမီးအောင်တစ်ခုဖြတ်သွားတာကိုမြင်ရပြန်ရောပြို့ဆိုပြီးတော့ကျုပ်လန်းអော်လိုက်တယ်အဲဒီလူကဟိုတီတီမီးထိုးပြီးတော့ကြည့်တော့ကျုပ်တို့ကိုမြင်သွားတယ်ထင်တယ်ကျုပ်တို့စီကိုရှောက်လာတယ်ဗျအနားရောက်တော့ကျုပ်တို့အိမ်နဲ့3-4အိမ်ကျော်ကကိုတိုးကြီးဗျကျုပ်တို့ကိုမြင်တော့ကိုတိုးကြီးကဟာအောင်ရင်နဲ့ခင်နေမှာလားဒီအချိန်ဆက်ရုံဟောင်းမှာဘာလုပ်နေကြရလဲဘာလို့ရမလဲကိုတို့ရေအချိန်ခါလဲမဝင်နဲ့မိုးတွေရွာတော့မိုးဝင်ခိုနေရတာပေါ့ဗျဒါနဲ့ကိုတို့ရောနေဘက်ကိုပတ်စံကောက်ဖို့တွားရဲဆိုဘယ်ချိန်ကပြန်ရောက်တာလဲကိုတို့ကြီးကအထက်ကုန်တယ်လေအထက်တွေကိုနေဘက်ထိတွားရောက်နေအကျွေးရောက်ပြီးတော့ထားခဲ့တာပေါ့ဗျာပြီးမှလာစဉ်ပတ်စံတွားကောက်တာအေးကွာငါလေးပဲညနေရမှာပြန်ရောက်တာနေပေါင်းစောနာမင်းပြောတာမိုးရွာတယ်ဟုတ်လားဘာမှရွာလို့လေငါတော့ဘာမိုးမှမတွေ့ပါဘူးဟာကိုတို့ကလည်းနောက်ပြီးစောနာပဲမိုးတွေတဲကြီးမဲကြီးရွာနေလို့ကျုပ်တို့မိုးဝင်ခိုနေရလေကျုပ်ကပြောဆူအပြင်ကိုထွက်ပြီးတော့ကြည့်လိုက်တော့ဟာတကယ်ကိုဘာမိုးမှမရွာတာပြူမိုးရီနည်းနည်းဆိုးသွားတယ်ကျုပ်အင်းညီမလားဘာမိုးရီမိုးပေါင်းမှမရှိတာဒါဘလို့ဖြစ်နိုင်မှာလဲဗျာကျုပ်ရဲ့ဇနီးကတော့ကျုပ်မျက်နှာကိုပဲစိုက်ကြည့်နေတော့တာနင်းတော်တော်လေးပဲကြောက်သွားတယ်ထင်တယ်ကျုပ်လက်ကိုတင်းတင်းတက်တက်ဆုပ်ထားလိုက်တာ
ကျုပ်လက်တောင်မှနာလာတဲ့အထိပဲအောင်ကြီးမင်းတို့လင်မယားတွေတရေချောက်ခံရပြီထင်တယ်ကိုတိုးကြီးစီမှာမမျော်လင့်ထားတဲ့စကားကိုကြားရတော့ကျုပ်ရောကျုပ်ရဲ့ဇနီးပါအာရုံရပြန်နေဒါပေမဲ့ကျုပ်ကြောက်လို့မဖြစ်ဘူးလေကျုပ်ကြောက်နေနှင်းကဘသူ့ကိုအားကိုးမလဲဗျာယောက်ျားမိန်းမထက်ကြောက်နေမဖြစ်ပါဘူးကျုပ်စိတ်ကိုတင်းထားလိုက်တယ်ကိုတို့ကလေဒီနေရာဒီလမ်းတွေမှာတွာလာနေတာကျုပ်တက်တက်ပဲဘာတရေ6တဲမှမကြောက်ဘူးပါဘူးဗျာဒါတော့ဓာပေါ့လီကွာဒါပေမဲ့ကိုတိုးကြီးရဲ့စကားမဆုံးမိမှာပဲတအားနဲ့အော်တန်ရုံးကန်တန်နေတဲ့အတူဟုံးတိုင်းနဲ့စုညမ်းနေတဲ့ပြုတ်ကျလာတဲ့အတန်လေးမျိုးရုတ်တရက်ထွက်ပေါ်လာတော့တခါထပ်ပြီးတော့လန့်ရပြန်နေဘာတန်နေလဲကွာချောက်ရောက်ရှိနေတာများလားကိုတိုးကြီးကစက်ယုံတွေကိုမီးထိုးကြည့်ပြီးတော့ပြောတယ်သိပြီဆောင်းနာကကျုပ်တို့မိုးခိုမယ်လို့တော့မင်းကလေးတယောက်မိကလေးကင်ပြီးတော့စက်ယုံတွေကိုဝင်သွားတာတွေ့လိုက်တယ်ကိုတိုးရဲ့ဒါဆိုရင်မဖြစ်ဘူးဒီလိုအချိန်ကြီးမင်းကလေးကြောက်တယ်ဒီလိုစက်ယုံဟောင်းနေလာတယ်ဆိုတာတွေးယူသားယူမဟုတ်နိုင်ဘူးတေချောင်းကျန်ကိုတိုးကြီးကစကားဆုံးအောင်မပြောတော့ပဲလာအောင်ကြီးငါတို့အထက်ကိုသွားကြည့်အောင်ဖွာရဲ့အလွဲပါစီဖဲပါစီတကယ်လို့တေချောင်းကျန်နေတဲ့လူဆိုရင်ငါတို့ကဲနိုင်တော့တယ်ကွာကျုပ်ရဲ့ချစ်စနီးကကျုပ်ကမဝင်ဖို့ဟန်တားပေမဲ့ဘာမှမဖြစ်ပါဘူးကွာကိုရှိပါတယ်စက်ယုံရဲ့ဟိုးထက်ဒီကိုတိုးကြီးရဲ့ဓမီရောင်လေးနဲ့ရောက်ခဲ့တယ်ပေါ့ဗျာစက်ယုံဟောင်းစက်ယုံပြဲဆိုပေမဲ့တကားမရှိတာအလွင်ရင်ဘေးပတ်လက်အကာရန်ဒီတော့ရှိပါသေးတယ်စက်ယုံကနည်းနည်းကျဲဝန်းနေလေစီပိုင်းနေတာရအဟောင်းတွေမီးစက်အပြက်လိုဘာလို့စက်ပစ္စည်းအဟောင်းနေရလွင်ရင်ဘာမှကိုမရှိတာပါပင့်ကိုအိမ်နေရတော့နေရာအနှံ့မှာပဲခဏကြာတော့မီးလေးနေတဲ့ဖန်မီးအိမ်တစ်ခုကိုတွေ့တယ်ကိုတို့ဒါအဲ့ဒီမိန်းကလေးရဲ့မီးအိမ်ထင်နေဗျကျုပ်ကမီးအိမ်လေးကိုကိုင်းမြောက်ကပြောလိုက်တော့ကိုတိုးကြီးရတယ်ဖြစ်နိုင်နေကွာအောင်ကြီးအဲ့ဒီမိန်းကလေးဒီဆိုင်ရုံထဲမှာပဲရှိနေလောက်တယ်ကျုပ်နဲ့ကိုတိုးကြီးနဲ့စကားပြောနေတော့ကျုပ်ရဲ့ချစ်စနီးလေးကကိုဟိုမှာအပေါ်မှာမထိတ်တာမလန့်တာနဲ့ပြောတော့ကျုပ်လည်းအပေါ်ကိုကြည့်မိတာပေါ့အောင်မလေးဖေ။ကျုပ်ရဲ့ဇနီးမပြောနဲ့ကျုပ်တော်မှချက်ချင်းကိုကြောရဲစိတ်တက်သွားပြီးစက်သီးတွေတဖြန်းဖြန်းထတော့တာပဲပြိုစက်သီးထဆိုရင်ဟိုတန်းရမှာရှာကြီးကတထွားတသားထွက်ပြီးမျက်စိတွေကလည်းပြိုးပြီးတော့ဇဲချိုချသေးနေတဲ့မိန်းကလေးကိုတွေ့သွားတာကိုကျုပ်ရဲ့ချစ်စနီးလေးဆိုရင်ကြောက်လုံးလို့အသားတွေတဆက်တုံလာပြီးကျုံရင်ဘက်မှာသူ့ရဲ့မျက်နှာလေးကိုဝှက်ထားပြီးငိုမလို့လိုတော့ဖြစ်သွားတယ်ဒါပေမဲ့ကိုတိုးကြီးစီကတော့ဘာတမ်းမှထွက်မလာပါဘူးကိုနှင်းအရန်ကြောက်လာပြီဒီနေရာနေအမြန်ဆုံးသွားရအောင်နော်အေးပါနှင်းရဲ့သွားတာပေါ့ကိုတို့ကျုပ်တို့တက်ဆိုင်ရာကိုအကြောင်းကြားတဲ့နေထင်တယ်ကျုပ်ပြောဆိုကိုတိုးကြီးကိုကြည့်လိုက်တော့စောနာကကျုပ်တို့ရဲ့ဘေးမှာရှိနေတဲ့ကိုတိုးကြီးကြောက်ပျောက်ချင်းမလားပျောက်သွားတယ်ကိုတို့ကျုပ်အော်ခေါ်ပြီးမဲ့ကိုတိုးစီကဘာတုံ့ပြန်တမ်းမှထွက်မလာပါဘူးကျုပ်လည်းကိုတိုးကြီးလန့်ပြီးတော့ကျုပ်တို့ထားပြီးတော့ထွက်ပြေးသွားပြီလို့ထင်မိတာပေါ့ထိတ်လန့်စရာကောင်းတာကကျုပ်တို့ရဲ့အပေါ်မှာရှိနေတဲ့ဇွဲချိုးချတည်နေတဲ့အလောင်းအရာမရှိတော့ဘူးနှင်းကိုတိုးကြီးရောအလောင်းကြီးပါပျောက်သွားပြီငါတို့တော့ကျုပ်ပြောနေတော့ဖြောက်ဆိုတဲ့အတန်နဲ့အတူကျုပ်လက်ထဲကင်ထားတဲ့မီးရင်ကမီးငိမ့်သွားတော့တာပဲကျုပ်လည်းကျုပ်ရဲ့ချစ်စနီးလက်ကိုမြင်းကင်ပြီးစက်ယုံတွေကအမြန်ဆုံးပြေးထွက်ရတာပေါ့ဗျာကျုပ်တို့စက်ယုံအပြင်ကိုရောက်တော့ရဲတန်းလိုညီးတန်းလိုအတန်တက်ကိုကျုပ်ရောကျုပ်ရဲ့ချစ်စနီးပါကြားလိုက်ရတယ်အိမ်သားကိုရောက်မှတက်ပြေးချနိုင်တော့တာပြိုဒါပေမဲ့တကယ်ကြောက်ခဲ့ရသည်ကကျုပ်တို့အိမ်ထဲကိုဝင်မဲ့အပြုတ်မှာပဲကိုတိုးကြီးတို့ဝိုင်းထဲကလူတွေစုယုံဖြစ်နေတာကိုမြင်တော့ချစ်စနီးလေးကကြောက်စိတ်ပြအောင်နှစ်သိမ့်ပေးပြီးမှသူမရဲ့လက်ကလေးကိုဆွဲကကိုတိုးကြီးတို့ရဲ့အိမ်ဝိုင်းကိုရောက်ခဲ့ပြန်တယ်လူတွေကြိတ်တိုးနေတော့ကျုပ်တို့လည်းအိမ်ထဲထိမဝင်တော့ပဲခြံတကားကိုမှီပြီးရက်နေတဲ့အတော်ကြီးတယောက်ကိုမေးရတော့တာပေါ့ဒေါ်ကြီးကိုတိုးတို့အိမ်မှာတခုဖြစ်လို့လားကျွန်တော်ကဒီလိုမေးလိုက်တော့အတော်ကြီးကမျက်မှောက်တစ်ချက်ကျုပ်လိုက်ပြီးဖြစ်ပြီလားအောင်ကြီးရေနင်တို့အလောက်ကခုမှပြန်ရောက်လာထင်တယ်ဒါကြောင့်နင်တို့မတည်သေးဘူးဟုတ်တယ်ဗျကျုပ်တို့ကခုမှအလောက်ကနေပြန်ရောက်တာအေးတိုးကြီးဓာတ်ထိုးခံရလို့တေပြီတဲ့ဗျာကျုပ်ရောကျုပ်ရဲ့ချစ်စနီးပါအကြောင်းမပြေသေးတဲ့ကြားတွေထပ်မှန်ပြီးတော့ကြောက်ရလန့်ရအံ့ဩရပြန်နေဘလို့ဖြစ်တာလဲတော်ကြီးရေကျုပ်စကားတွေတောင်မှထစ်ငေါဖြစ်ကုန်နေ
ကျုပ်ရဲ့ဇနီးကတော့ကျုပ်ကိုပဲစိုက်ကြည့်နေတော့တာကျုပ်သိတာပေါ့ဗျာအဲ့ဒီအကြည့်ရဲ့အဓိပ္ပာယ်ကိုဟုတ်တယ်အောင်ရင်တိုးကြီးရဲ့ပတ်စံသွားကောက်တာကိုသိတယ်မလားအိမ်တိုင်ကရမယ်ပတ်စံကိုတောင်းနေတော့မှအခြေတင်စကားများရံဖြစ်ကြတာကနေအိမ်ရှိကဓာတ်နဲ့ထိုးလိုက်တာတဲ့အဲ့ဒါနှလုံးထိသွားတယ်ဆိုလားပဲစေယုံမရောက်မီတည်သွားတာလေအခုတိုးကြီးရဲ့အလောင်းကစေယုံမှာတိုးကြီးရဲ့တည်င်းကိုကြားတဲ့ကသူ့မိမအေးမေလေတတိမေသွားလိုက်တတိပြန်ရလိုက်ဖြစ်နေတာယူတော့ပြုံပြုံတောင်းတော့မုံမုံဆိုတယ်လို့ပေါ့ဟဲ့ကျုပ်တို့တွေဘာစကားမှမပြောလိုက်နေခဲ့ပါဒါဆိုရင်ကျုပ်တို့တွေ့ခဲ့တာဟာအခုမှခေါင်းချောက်လာသလိုဖြစ်လာပြီးပူကြောက်လာသလိုပါပဲကျုပ်ရဲ့ချစ်စနီးလေးဆိုရင်ရက်တော်အိမ်မပြောဖြစ်သွားတာအိမ်လိုက်တိုင်းမှာလေအိမ်မဆိုးတွေမြင်လို့သူမကိုပဲချော့နေရတယ်ကျုပ်တစ်ပတ်လောက်ခွင့်ယူလိုက်ရတယ်ဒါတော့ဒင်းတို့ကမပေးချင်နေပါဒါပေမဲ့ကျုပ်တို့ကိုတိုကြီးကိုအကြောင်းကိုစက်ယုံဟောင်းကမင်းကလေးအကြောင်းကိုရောဘသူကိုမှမပြောပြခဲ့ပါဘူးပြောရင်ကောဘသူကယုံကြမှာလဲဗျာကျုပ်ရဲ့ချစ်စနီးအကြောင်းကျုပ်တို့အဲ့ဒီမြို့ဟောင်းရက်ကွက်မှာကျုပ်တို့တွေစက်မနေကြတော့ပါဘူးမြို့ထဲကိုပြောင်းရွှေ့ခဲ့ကြတယ်အစိုးရပေးတဲ့ဝန်ထမ်းအိမ်ယာမှာမနေချင်တာကိုအချိန်ရလို့ရှိရင်စက်ယုံဟောင်းမှာဇွဲကျိုးချတည်သွားတဲ့ကောင်မလေးရဲ့အကြောင်းကိုတော့လေးလာကြည့်ကြပါသေးတယ်အခုတော့အလုပ်တစ်ဖက်နဲ့မို့အသက်တရားမနေရအမှုတရားကြုံရတဲ့လောကကြီးမှာလူရန်စိတ်နေနိုင်အောင်စူးစမ်းရုန်းကန်နေရတာပေါ့လေ။